စိတ်ဖိစီးမှု stress ကတင့်ကျန်းမာရေးကိုထိခိုက်စေနိုင်အလုပ်ခွင်မှာဖြစ်စေအိမ်မှာဖြစ်စေကျွန်ုပ်တို့ကတောင်းပြောင်းထွေလာစိတ်ဖိစီးစရာတွေနဲ့ကြုံတွေ့နေရတတ်ပါတယ်စိတ်ဖိစီးမှုကတင့်ရဲ့ရုပ်ပိုင်းစိတ်ပိုင်းရဲ့ခံစားမှုပိုင်းဆိုင်ရာတွေကိုထိခိုက်စေပါတယ်အောက်ပါလက္ခဏာများကိုခံစားဘူးပါသလားဗိုက်နာဗိုက်အောင်ခြင်းအိမ်မပျော်ယောဂပူပန်သောကကနာမငြိမ်ခြင်းဒေါသထွက်ခြင်းမေ့လွယ်ခြင်းစိတ်ကြခြင်းငိုခြင်းရဲခြင်းဖြစ်ခြင်းဆေးအရက်ဆေးလိပ်ဆွဲခြင်းအစာအလွန်ကျွံစားခြင်းဒါမှမဟုတ်အစာအသောက်ပြတ်ခြင်းဒါမှမဟုတ်ဂရင်းပြတ်ခြင်းစိတ်ဖိစီးမှုရဲ့တခြားဝေဒနာလက္ခဏာတွေလည်းရှိနေပါသေးတယ်သင်စိတ်ဖိစီးမှုဒဏ်ပိနေပြီဆိုရင်ကိုင်တွယ်ဖြေရှင်းတဲ့နည်းလမ်းတွေကိုရှာရပါလိမ့်မယ်ဥပမာအားဖြင့်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတရားထိုင်ခြင်းအသက်ရှူရှိုက်နည်းများနဲ့တခြားကိုယ်စိတ်ဖြေလျှော်နည်းများလိုအပ်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့သင်ရဲ့ကိုယ်ပိုင်ဖြေလျှော့ဖို့အချိန်ရှိရပါလိမ့်မယ်